အိမ်နဲ့ခြံဝင်းကိုရိပ်ပြပါလားပြောလို့ဒါကတော့ကျွန်တော်အိမ်ပေါ်ကနေအမေအိမ်ဖက်ကိုမြင်ရတဲ့မြင်ကွင်းလေးပါဗျခြံဝင်းကတော့မိသားစုမောင်နှမတွေပိန်တဲ့အမေခြံလေးပါဗျအဖေကတော့ဆုံးသွားပါပြီဗျဒီနေ့ခြံထဲမှာရှိတဲ့စိတ်ထားတဲ့အသီးအနှံတွေကိုလိုက်ပြပါမယ်ဗျကျွန်တော်နဲ့အတူလိုက်ကြည့်ပါအောင်ဗျဒါလေးကတော့ကျွန်တော်အိမ်ရှိကနေမြင်ရတဲ့မြင်ကွင်းလေးပါဗျအရှိမအရှိတောင်တိုင်းရှိပါတယ်ဗျပြီးတော့ရထားလမ်းလေးလည်းရှိပါတယ်ဗျဒါကတော့ကျွန်တော်အိမ်ပြီးဖက်ကနေပြီးတော့မြင်ရတဲ့မြင်ကွင်းလေးပါဗျတိုးပဲရှိပါတယ်ဗျဒါတော့ဖယုံပြင်ပါဗျဒီဖယုံသီးတွေလည်းမှတော်တော်တည်နေမှာဖယုံသီးဒီဖျားတော့တခွားပဲတခွားသီးကတော့မတည်သေးဘူးဗျဒီမှာတရားတော့ချင်းပေါင်းပြောင်းဖူးပြန်စိတ်ထားပါနော်ပြောင်းဖူးဒါနောက်ဆုံးအတုပ်စိတ်ထားကျွန်တော်တတိယအကြိမ်တော့စိတ်ထားပေါ့ဒါရတော့မှဒီပြောင်းဖူးလေးတွေရတော့ဒီဘာလေးဒီမှာအများကြီးတည်နေဒါဆိုရင်ရတော့မှာနော်စားလို့ရတော့ပြောင်းဖူးလေးတွေကဘူးပင်နဲ့ဘရိုခပ်ပင်တွေကတစ်ဆက်ထဲပေါ့ဘူးပင်ရောဘရိုခပ်ပင်ရောခုလုံးတင်တာဒီအခုဒီဖြုံပြန်တော့ဟိုဖျားဖြုံပင်နဲ့အမျိုးမတူဒီကောင်တော့အလုံးကြီးမျိုးတွေပေါ့ညပြောတီးရတီးနေညပြောတီးနေမြို့တီးပြင်မရုပ်ပင်ပေါ့နော်ဒီမှာတော့ဒါဟိုကျွန်တော်ခရမ်းကျွတ်တီးပေါ့နော်ကျွန်တော်ခရမ်းကစော်တီးဒါလေးကိုကျွန်တော်ပဲပုတ်ချန်နဲ့တူခုလိုက်မယ်နော်ဒီမှာခုပြီးခရမ်းကစော်တီးဒီမှာတော့ကျွန်တော်တောထဲအမြဲတမ်းခေါ်ရတဲ့မော်နီကျွန်တော်တောထဲအမြဲတမ်းခေါ်ရတဲ့မော်နီဒါတော့ဘူစားပေးတီးပဲဘူစားပေးတီးပြန်တော့ရင်းနေပေါ့နော်တော့ရင်းနေကြာသွားပြီတော့ဒီမှာဒါထောပတ်ပင်ထောပတ်ပင်ပေါ့ဒါခွားတီးရတက်နေရပေါ့နော်ဒီမှာတရားတော့ဒါဗလေးတီးပေါ့နော်ဗလေးတီးကတော့မှရနေပေါ့နော်ဒါတော့ခူးတော့ကျွန်တော်စားမယ်ပေါ့ခူးပြီလေးတီးထည့်လိုက်ပြီဒါကျဟင်းခါပြီဒါအမေအိမ်ဖျားကျဟင်းခါပြီဒါတရက်ပြီတရက်တီးတွေရှိတယ်ပေါ့နော်ပဲတော့ရှိဒါအမေအိမ်ဖျားစိတ်ထားတဲ့ပဲတော့ရှိလေးပေါ့ဒါလည်းကျွန်တော်ခူးပြီးတော့ပဲပုတ်ချင်တဲ့တူမယ်ပေါ့နော်ပဲတော့ရှိခူးလိုက်ပြီပဲတော့ရှိဟုတ်ပြီဂရောခါပင်ကမတီးသေးဘူးဗျမြို့ကဒီအော်မှာရုံလုံးမတီးသေးဘူးဒီနေ့ဘယ်လိုရှိလဲမသိဘူးကြောက်ဖယုံပင်ကျွန်တော်ညီသူစိတ်ထားတဲ့ကြက်သွန်ဖြူပေါ့နော်တော့ကြက်သွန်ဖြူသူကဆွဲထားပေါ့အဲ့တခွားတီးပြီတကြီးတီးနေဒါပေမဲ့တကြီးတီးကမရသေးဘူးဗျနှူတီးတော့တီးလေးစီတယ်အဲ့တကြီးဒီကောင်ကော်ဖီပြင်တီးနေဗျဒါကော်ဖီပြင်တော့ရှောင်းပြီဒီကောင်လေးဒီအညွန့်လေးစားလို့ကောင်းပါနော်ဒါတော့ရှော့တီးပြီအညွန့်လေးတွေဒါဒီအညွန့်လေးတွေစားလို့ကောင်းတယ်သူစားရင်လည်းမူးမှာမူးဟိုမှာဒီမှာတင်းပေါ်ပဲအတိတော့ဝင်မပြတော့ဒီဖြုံတီးကျွန်တော်တူမယ်ပေါ့နော်ပြပုတ်ချင်တဲ့တူမယ်ကျွန်တော်ခုသွားမယ်ဒီကောင်ပြုတ်ပြီးတော့ဖြုံတီးလို့ပြုတ်ပြီးသူအရင်ခြူတယ်ပေါ့နော်တို့ဒင်းကြီးပြီပေါ့နော်ဒင်းကြီးတီးကတော့နူတီးပေါ့ကျွန်တော်ရှာဒင်းကြီးတီးကအခုချိန်ချီနူနေတော့ပေါ့နော်ပဲပင်လေးတွေစိတ်ထားပေါ့ဒါတော့ပူဇာပင်လေးတွေပေါ့နော်ပူဇာပင်ပိတ်ဦးခေဒါဒီဖက်လေးကြည့်ဒါပိတ်ဦးခေမကော်ဖီဒါအိုက်ဒီမှာတီးလိုက်ဒီကလာမင်းနဲ့ဒါမမပင်ကျွန်တော်ကဘာအတိုင်းကူးထားပေါ့ဒင်းကြီးပင်ပါဗျဒီကောင်တော့နည်းနည်းအချင်းမျိုးပေါ့နော်ပဒိန်ကိုကော်ဖီပင်ပြူထားတာဒီကတော့ထောပတ်ပင်ပြူထားတာဒါတောင်ပေါ်ချမ်းမှာကျွန်တော်တွတ်ဆိုင်ပဲကော်ဖီပင်လေးတွေပေါ့နော်ဒီမှာပြူထားတာလေဒါပဲဝတ်တာအမေစိတ်ထားတဲ့ပဲဝတ်တာကျွန်တော်စိတ်ထားတော့တိတ်မရှိဘူးတော့ဒီစိတ်ထားတော့များပဲဝတ်တိုင်းမှာတော်တော်တည်ရကြီးနော်ခွားဒီကောင်ကျွန်တော်တို့ပဲပြင်းဟင်းချက်သားပေါ့ပဲပြင်းဟင်းချက်သားတအားကောင်းတယ်ဒီမှာကြည့်ဒါဟိုဘရခန်ညိုတတိလေးကြီးမှာအများကြီးမှာချူလဲနူလဲပုံမှာကြီးတော့ဟိုမှာဒီဘရခန်ညိုတွေမှာအများကြီးပေါ့နော်ဒီမှာအများကြီးမူးတွေးဆိုကျွန်တော်နဲ့အကြီးရွက်တွေကစားလို့မကုန်ဘူးပေါ့နော်ကဲဒါတော့ကျူးပဲမကျူးကြလားမကျူးပဲအကျူးပဲမှာကျူးခင်းကဲဒီစားနင်းလိုက်ကောဒါကပြင်းတော့တယ်မွေးနေပဲပဲဟင်းတဲ့ထချက်ပြင်းတော့တယ်ဒါပြင်းတော့တယ်ရဲ့အဒီဒီမုန်းချင်ဒါမှမဟုတ်လား
ဇမ်းမုံလာတော့တိတ်မဖြစ်ဘူးပေါ့နော်ပဲဆောင်ခါသီးတွေတီးနေပေါ့နော်အဲကျွန်တော်ပဲပုံနဲ့တူမယ်ပဲပုံနဲ့တူမယ်တူမယ်ဒီမှာပဲပုံနဲ့တူစားတာအဲ့ကောင်ပဲပုံချန်တော့ပေါ့နော်ပဲပုံချန်တယ်ဒါတော့ကစုံဥဒီမှာဒါစပလင်းကလောအော်ဒီဒါလည်းပဲတော့ရှိဒီမှာပင်ဆိုင်ဒါတော့ခါသီးစင်ဒါတော့ခရမ်းသီးဒါပူစားပဲဒီကစတော်ဘယ်ရီပေါ့နော်အခုပွားထားပေါ့အများကြီးဖြစ်နေဒီမှာပင်ဆိုင်ဒီဖက်လာဒီမှာပူစီနာဒါတော့ပူစီနာပဲပေါ့နော်ဒီမှာစုပုတ်ဟိုဖက်မှာတော့တစ်တော်ပင်ကျွန်တော်လည်းမပြတော့ဒါတော့ရွှေပန်းပေါ့နော်အိုင်းမွေးရပေါ့သူကရွှေပန်းအိုင်းမွေးတော်တော်လေးမွေးဒါတစ်ခွဒါတော့ထလာပဲညော်လေးထွက်နေဟိုမှာကောင်းတော့ပဲဂိမ်းချိုးပြီးတော့ထိုးရတာပါပွင့်နေပေါ့နော်ဒါဒီနေ့မှစိုက်ထားတာလေဒီပူစားပဲဒီနေ့မှစိုက်ထားအခုပြီးချိန်မဟုတ်ဘူးပဲပြီးနေပါတော့ဒါအခုပြီးနေမှာမချရီပဲဒီမွန်ချင်ဒါတော့ဒီမှာအရာစိုက်ထားတဲ့ပန်းတွေပေါ့နော်